လောက်ကတော့ပြမန်းလာလည်းရှိရယ်တာလည်းရှိရယ်မလွယ်ပါဘူးနိုင်ငံခြားမှာငွေရတာမြင်နေတာဗျာတကယ်တမ်းအဲ့ဒီငွေရောက်မလွယ်ဘူးအများကြီးပစ္စည်းမော်တယ်ဒါကြောင့်နိုင်ငံခြားရောက်နေတဲ့လူတွေပြောနေတာပေါ့နော်ပစံစုကြပါစုဆောင်ပြီးတော့ကုမ္ပဏီမှာလောက်ကန်ရင်နီစာလို့ရမယ်အတိုင်းတာလေးတခုရောက်တယ်ဆိုလို့ရှိရင်လုပ်ငန်းကိုဘိုင်းလုပ်ငန်းလုပ်နိုင်ဖို့နော်ကောင်းတဲ့ဖို့ပါရှင်မကြီးထားပါအိမ်မက်တွေကြီးကြီးမှတ်ပါအဲ့အိမ်မက်တွေကိုဖြစ်အောင်လုပ်ပါ